အတန်းထဲမှာအရန်ပြင်းနေလို့ဆိုပြီးမိန်းကလေးတယောက်ကငါဒီမီလုံးပုံစံတကြားလုံးတစ်လုံးလုံးကိုပါဆက်ထဲထည့်ပြီးပြန်ထုတ်နိုင်တယ်လို့လောင်းကြီးထက်လိုက်ပါတယ်သူ့သူငယ်ချင်းကရဲပြီးလုံးကြည့်လေလို့ပြောလိုက်တာနဲ့သူမကလွယ်လွယ်ကူကူဆက်ထဲထည့်လိုက်ပေမဲ့ပြန်ထုတ်မယ်လို့တော့သွားနောက်မှာကတ်သွားပြီးလုံးဝထုတ်မရတော့ပါဘူးအထိတ်တလက်နဲ့အတန်ထွက်လာအောင်စူးစမ်းပေမဲ့သူ့သူငယ်ချင်းကဒါတက်တက်ဟန်ဆောင်နေတာပဲလို့ထင်လိုက်ပါတယ်အဲ့ဒါနဲ့သူကိုယ်တိုင်စမ်းကြည့်လိုက်ချိန်မှာတော့တကြားလုံးကသူ့ဆက်ထဲမှာလည်းကတ်သွားပြီးပြန်အောင်မဖွင့်နိုင်တော့ပါဘူးအဲ့ဒါကိုမြင်တဲ့မိန်းကလေးကအတန်မထွက်နိုင်ပဲရဲနေတော့နှစ်ယောက်သားအချင်းချင်းဆွဲထုတ်ဖို့စူးစမ်းကြပါတော့တယ်တတိယသူငယ်ချင်းကတော့အဲ့ဒီအဖြစ်ကိုဗီဒီယိုရိုက်ပြီးမင်းတို့ဗီဒီယိုပေါက်တော့မှာပဲလို့တောင်နောက်လိုက်ပါတယ်သူမရဲနေတာကိုစိတ်တူသွားတဲ့ကောင်လေးကနောက်ထပ်တကြားလုံးတစ်လုံးကိုသူ့ရဲ့ဆက်ထဲထည့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆရာဝန်လာပြီးအတန်းတက်စင်ခေါ်ပါတော့တယ်သူတို့၃ယောက်လုံးမျက်နှာဖုံးထားပြီးနမီခေါ်တဲ့အခါအုံလို့ပဲဖြေနိုင်ကြပါတယ်ဆရာကသူတို့အတန်းထဲမှာတကြားလုံးစားနေတယ်ထင်ပြီးဒေါသထွက်ကတခိုင်းလိုက်ပါတယ်ရှေ့တန်းကကျောင်းသားတယောက်ကဆရာသူတို့ဆက်ဖွင့်လို့မရတော့တာပါလို့ပြောပေမဲ့ဆရာကမယုံပဲမဖြစ်နိုင်ဘူးလို့ပြောပါတယ်အဲ့ဒါနဲ့ကောင်လေးရဲ့တကြားလုံးတန်ကိုအားနဲ့ဆွဲပြီးအဆက်ကျဲကျဲဖွင့်စမ်းလို့အော်ပေမဲ့ဘာမှဖြစ်မလာပါဘူးဆွဲရတာမောသွားတဲ့ဆရာကမင်းတို့က၃နှစ်ကလေးတွေလားလို့ပြောလိုက်ပြီးတိတ်တိတ်လေးသူကိုယ်တိုင်လည်းတကြားလုံးကိုဆက်ထဲထည့်ဆန်းကြည့်လိုက်ရာသူ့ဆက်ထဲမှာပါကတ်သွားပါတော့တယ်အတန်းတစ်ခုလုံးရေမောတန်တွေနဲ့စူညံသွားပြီးရှက်လုံးနဲ့ဆရာကမျက်နှာကိုစာရွက်နဲ့ဖုံးကတန်းထဲကပြေးထွက်သွားပြီးလမ်းမှာတခြားဆရာတယောက်နဲ့တိုက်မိသွားပါတော့တယ်